အလုံးပဲမင်္ဂလာပါဒါကြောကျွန်တော်တို့နေရတဲ့အိမ်ပါဒီမှာဘေးမှာဆိုတောတွေပဲမြောက်တွေလည်းရှိတယ်ဝက်ဝွန်တွေလည်းရှိပါတယ်ပြီးတော့တလောတော့ခွေးအားတွေအများကြီးတွေ့တယ်အဲ့လည်းရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့နေရတဲ့အိမ်တော့မဟုတ်ဘူးဒါမဲ့လာမဲ့အပတ်လောက်ကြာရင်လာမြန်မာကဂျူနီယာလေးတွေနေရမယ်ဖြစ်ပါတယ်သူတို့ဆိုတောအုံနဲ့ပုံနီးရကျွန်တော်တို့နည်းနည်းတော့ဝေးသေးပေါ့နော်ဒီဘေးမှာဆိုကဟိုမြောက်တွေအားပေါ်တယ်ပေါ့နော်မြောက်တော့မဟုတ်ကွာမြောက်အမွေးအဖြူတယ်အဲ့ဘာမြောက်လဲတော့မသိကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အခုသွားတာကဒီနားမှာဝါယုံလေးတွေပေါ်တယ်ပေါ့နော်ဝါယုံကဘာဝါလဲဆိုတော့ကျွန်တော်ခေါ်တော့ဝါလီပေါ့နော်ဝပိုးတော့မဟုတ်ဘူးအမြစ်တွေလိုက်ချဝါယုံပေါ်တော့မြစ်တွေလိုက်ချပေါ်တယ်ဒါမဲ့ကွာကောင်းစားလို့ရသေးရဲ့လားမသိဘူးဂျူနီယာလေးတွေရောက်လာရင်တို့လည်းစားပြစီကွာအနေတော်သေးတွေပဲဟောမှာဝါဥပင်လည်းရှိတယ်ကွာငါစားရှင်လည်းဝါဥပင်ဟာအဲ့တော့ရမ်းကြိုက်တယ်ဒါပေမဲ့စားလို့မရတော့ဘူးထင်တယ်ရင့်နေပြီဒါကျွန်တော်ကြိုက်တယ်ဟိုမှာမြစ်တွေရှိတယ်ပေါ်တယ်ဟောမြစ်တော့ပေါ်တယ်ဗျနော်ကျွန်တော်နှုတ်လိုက်ပါမယ်ကျိုးရဲကျော်လက်ကုန်ပြပတ်စံ2000 3000ပဲကြံလို့ဝဲဝင်လိုမျိုးဝါစားပြီးတော့တက်ဆက်များမယ်ဝါတော့မဟုတ်ဘူးကောနေတော့ပဲကြည့်ကောကြရင်ပြီဆက်ထိုင်းတော့ရင်ဖို့ပဲရှိမယ်နေနေချီတီတူပြီးတော့မှခုစားဖို့ရုပ်တိချက်လေးနဲ့တိုးစားလို့ဒါကောင်းတယ်ပြုတ်ပြီးတော့လေအဲ့ကောင်းရင်ကုန်တော့ရင်နေပြီကွာဝါဖြစ်တော့အကုန်မီဝင်းနေဆိုတော့ခိုးတာမဟုတ်ပါဘူးဟိုလမ်းဘေးမှာဆိုလို့ချိုးပြီးတော့ပြစ်ထားတာကွာလမ်းထဲနေကြော်လို့ဆိုပြီးတော့ကိုမျိုးဒါမဲ့ကျွန်တော်တို့မြန်မာတွေကကြိုက်တယ်ချေပဲလေးချောင်းတော့ရတယ်ဒီမှာလေးချောင်းပဲဟိုကဥပင်တော့တွေ့မဲစားရှင်တယ်ကွာဒါမဲ့သူ့ရတီမသိဘူးလည်းပေကောင်းပြီအိပ်ပါလာပါတယ်ဟိုတခါတော့နည်းနည်းလေးပဲကျွန်တော်ချိုးလာတာဒါရေရှိရလိစားကုန်သွားဒါကြောင့်နောက်ကျဂျူနီယာတွေနေရမယ်တဲ့ဒီမှာဘေးမှာတော်တွေပဲတော့အုပ်ပေါ့နော်တော့ကြီးတော့မဟုတ်မဲ့အကောင်တွေပေါ်ပါတယ်ဒါပေမဲ့အဲ့လိုကြောက်စရာတော့မလိုပါဘူးလူကအန်တီပြုတ်တက်တဲ့အကောင်တော့မရှိပါဘူးဝိတ်ဝင်ရှိတယ်လို့ပြောတာပဲကောင်တော့ပါပဲအဲ့ကောင်တော့မှအကောင်လေးသေးတွေပဲဟာဝဥပင်တွေပေါ်တယ်ဟောမှာမြစ်မွေပဲကြောက်တယ်မွေပေါ်တယ်ဒီမှာကျွန်တော်နေတဲ့နေရာမွေတော့ပေါ်တယ်ဒါပေမဲ့မွေလူမကြိုက်ဘူးဟောဒါစားလို့ရတယ်လားမသိဘူးရှင်းကုန်ပြီဒီမှာချောင်းတော့ရင်းပြီရင်းပြီဗျာစပိန်စုပ်တကယ်စုပ်လို့ရှိတယ်မျိုးဝါတို့ရှိတယ်မြစ်တွေရှိတယ်ဂျူနီယာတွေနောက်ပတ်လာရင်သူတို့မြစ်တွေစားရတော့မှာပဲဒီမှာမြစ်တွေရှိသေးတယ်ဒါပေမဲ့သူတို့ကောင်တွေကတော့ရင်းလွယ်တယ်ဗျာ10လောက်ကြောင်မှဆိုတော့ကောင်တွေစားရပါမယ်သူစားစီရှင်လိုက်တာOh shit ကျိုးကုန်ပြီနှမျောတယ်လက်တစ်ဖက်နဲ့တစ်ဖက်ဖုံးကင်ထားတော့လေမတရှောင်းတော်လေးအနေတော်လေးတွေပဲဒီလိုလေးဟာကျတော့ဂျူနီယာလေးတွေလာရင်တို့စားရမယ်ကွာပမာစကားလည်းမပီဘူးဘယ်လိုပြောရမလဲမသိတော့ကွာပြောတာဟုတ်တော့ Oh shit ဟိုမှာ
လဲတစ်ခုတေးသေးတယ်နောက်မှဒီမှာအနေတော်လဲတစ်ခုပေါ့နော်အမစကားနဲ့ထူးရမှာအမအောက်ကနနုဖက်အဲ့ဒါလေးကိုစားလို့ရမှာကျွန်တော်ကငပိချက်နဲ့သူ့စားမှာဒီခဏနေချင်းငပိချက်မယ်ပြီးဒါကိုပြုံးမယ်မျက်ဖြန်ချင်းငပိချက်ထုတ်သွားမယ်ဒါနဲ့ပေါ့နော်ဒီကောင်ပြုတ်ပြီးတော့သူ့စားချယ်ပဲအဲ့ဒါဒီတော့တော့ထဲဘူးနော်တော့ထဲကတော့ဝါလီတွေတော်တော်ပေါ်တယ်ကျွန်တော်ဖက်ဆိုဒီဝါလီတွေနော်ဝါလီတွေခုတ်ပြီးတော့ငမြတ်တံတွေလောက်ကြတယ်ဘလူးချောင်းမှာငါးများပါနော်ကျွန်တော်ဘလူးချောင်းနဲ့နီးတယ်ဆိုတော့ညစ်တွေတော်တော်ပေါ်လို့တယ်ဒါမဲ့ကျွန်တော်မဝင်တော့ပါဘူးအထက်ဒါလည်းကုမ္ပဏီကဝင်းပဲပေါ့နော်ဒီအနောက်ကငါဆိုကုမ္ပဏီကဆိုပြစ်ဆောင်တစ်ဆောင်ရှိတယ်ဒီဘက်ပေါ့နော်ဒီအစားအောင်ရနောက်ပါဂျပန်လာပြီးဆိုတော့ဒီလိုမျိုးတကယ်လို့ဂျပန်လာတဲ့အချိန်ကျရင်မွေးမြူရေးတို့စက်ပြိုးရေးတို့ဆိုဒီမျိုးတောင်းခေါမှာနေရလေရှိတယ်ဒီနောက်ဒါဒီဘက်တော့ဘက်ကအိမ်ဂျူနီယာလေးတွေဒီမှာလာနေရမှာတော့စိတ်ကောင်းကြရှိတော့ဘူးထင်တယ်လောက်ပဲလောက်ပါမှန်းတယ်ရင့်ကုန်တာရှိတော့ရှိတယ်ခုနားမှာတော့ရှိတယ်အဲရုံခန်းနာရုံခန်းဘောတော့ကကြည်နေလို့စိတ်ကလုံမလဲဖြစ်နေမကြောက်စရာမလိုပါဘူးစားလို့ရပါတယ်ဒီတော့ကင်မရာတကားနဲ့ပေါ့နော်ဒီတော့ရှိုးရလဲအိုးဒီမှာလည်းမြစ်တွေပြားမှာလမ်းမြင်နေပေါ်နေပဲပေါ်ဆောင်မြစ်ပဲလို့တော့ပြောရတယ်ဒီမှာကုမ္ပဏီကလူကစားခွင့်ပေးမပေးတော့မသိဘူးလို့ဒီမှာရိုက်ရှိုးလိုက်တာပဲဟောဒီမှာတို့မြေရန်ဆက်နဲ့ရမ်းပလိုက်တာကုန်ပါသွားတယ်ဒီလားဟုတ်ဒါပေမဲ့ကျွန်တော်တော့ခူးစားမှာပါခူးတာဖို့ပါချိုးတာပါဒီဗမာလို့ခေါ်ချိုးတာငါလည်းဗမာစကားပြောတတ်ဘူးကွာအိုးဒီကောင်နည်းနည်းရင့်ရှင်နေပြီကောင်းစားရပါတော့မယ်အိုးကောင်းဆုံးပဲဒီကောင်းဆုံးစားလို့ကောင်းဆုံးဆိုလို့ဒီလိုအရွယ်အောက်ခြေပြီးတူးရမှာဆိုအောက်ကနုဖက်အလေးစားရခြေကောင်းတယ်ဒီကောင်ခြေပဲရှောင်း哇的，多的，奥不来波罗的，你看对么烧了，没就把你摘了，你摘。你搞，你讲的那个，新年里来的，旧年里有了吧？旧年里来的现在，都来啥事情那个？အရှင်ချင်းရင်းကုန်လားမသိဘူးကွာခုတော့ပေါ်လုံးနေရပဲစားလို့တော့မကုန်တော့ဘူးဒါကြီးဆိုတော့ဒီလောက်ဆိုစားလို့လောက်ပြီးထင်တယ်အများကြီးယူလဲအဖြစ်မဆိုတော့ဝါရီပေါ်တယ်ဆိုတော့ဒီတွေပေါ်ပါတယ်ဒီချောင်းတော့ခူးလိုက်မယ်ကွာရင်းမှာဆိုလို့ပြင်လန်းနေလဲကြော်နေလို့โอเคရပြီစားကြပါပြီပြုတ်မယ်ငပိချက်ပဲပုတ်ချက်ညို့တိချက်တယ်ပေါ့နော်ညို့တိချက်တွေနဲ့လိုက်တို့စားပြင်တုတ်စားလိုက်ရတယ်ညို့တီးနဲ့ပဲဗာနဲ့ပဲတော့မြေပဲတော့ပြီးထောင်းပြီးတော့လေ你别梦里呢，都那切高呢对啦。你钱都攞嚟呀嘞，但係就多睇下魚睇咧，話冇咁熱啲呢，撈睇啦，撈睇啦，伢呢邊就唔撈到，話死咩下翻呢？
ရှင်းပြီးရှင်တယ်ချို့ရတော့စိမ်းရောင်ရစားလို့ရသေးလားမသိဘူးဟာကွာမြုပ်တီးချက်နဲ့တို့စားမှာလို့ဆိုတော့ပြုံးမှာဖြစ်ပါတယ်ဒီမြစ်တွေလေဘယ်လိုလှုပ်ရှားလို့ရတယ်လဲဆိုတော့ဟိုဒီလိုကွာမပြုံးပဲနဲ့ကွာဒီလိုစိတ်ပြီးတော့မှဆန်တော်ဟင်းရည်တည်မှာသားဆန်တော်ဟင်းရည်ဆိုကျွန်တော်ဆိုအရန်ကြိုက်တယ်ဆန်တော်ဟင်းရည်ချက်စားလို့ရတယ်ဒီတိုင်းဟင်းရည်ရိုးဟင်းရည်ဆိုလည်းချက်စားလို့ရတယ်ပြီးတော့ဘယ်လိုပြောမလဲပြုတ်ပြီးတော့မှကျွန်တော်တို့ချမ်းပြည်ပဲဆိုလိုမျိုးကွာချစ်ဒါမျိုးဆိုကွာထောက်ဆူလေးနဲ့ချစ်ပြီးတော့မှတုတ်စားတဲ့နေရာမှာလဲလို့ချမ်းပြီးတော့မှတုတ်စားဘယ်လိုပြောလိုင်းကိုပဲစိတ်ပြီးတော့မှတုတ်စားလည်းရတယ်တုတ်စားတဲ့နေရာမှာအမေတို့ကတော့ဘယ်လိုတုတ်လဲဆိုတော့ညုတ်တီးချက်မုတ်ကိုစီတက်ပြီးတော့မှဒီတိုင်းတုတ်လေးပဲအဲ့လိုပဲတုတ်တာများတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပိုကြိုက်တဲ့ဟာကျတော့မြေပဲဆန်လော်ပြီးတော့မှကွာမြေပဲဆန်လော်ပြီးတော့အမုတ်ထောင်းပြီးတော့မှအဲ့လိုမျိုးနဲ့တုတ်တာဆိုအဲ့ဒါကျွန်တော်ပိုကြိုက်တယ်အဲ့ဒါပေါ့နော်တော်တော်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဖက်ကကျွန်တော်ဖက်ဆိုတော့ကျွန်တော်တို့နေတဲ့နေရာကျွန်တော်ရွာပေါ့နော်ရှင်းပြကျွန်တော်ရွာတဝိုက်ကမြစ်တွေကကျွန်တော်ခါတယ်ပုစုပဆက်ကိုခါတာဒီလားဒါပေမဲ့ကျွန်တော်ကြိုက်တယ်ဒီလိုဝါလီပေါ့နော်ဒါဆိုဝါလီလို့ခေါ်တယ်ကျွန်တော်ဖက်ဆိုဒီဝါလီမြစ်တွေကကျွန်တော်ဖက်မှာကပင်လောင်းမြို့မှာပဲပင်လောင်းမြို့ဘာလို့မဟုတ်ပါဘူးပြန်အဲ့အေးဘက်ပိုင်းပေါ့နော်ကျွန်တော်ဖက်အပူဘက်ပိုင်းဆိုတော့အေးတဲ့ပိုင်းမှာပဲပေါ်တယ်ပေါ့နော်ဒါခုလောဆယ်ကျွန်တော်စားထဲမယ်ဟိုတငယ်ချင်းကထည့်ခိုင်းတယ်ဗျစနွင်းနဲ့ကျွန်တော်မသိဘူးဒါပေမဲ့ထည့်လိုက်မယ်ဒါတော့စားပါဒါတော့စနွင်းပါဂျပန်မှာစနွင်းတွေတော်ဈေးကြီးတယ်ဒါဘယ်လောက်လဲ200လား300လောက်ပေးရတယ်9000လောက်တောင်ပေးရတယ်ကွာရှင်းမြန်မာငွေနဲ့တွက်9000လောက်ပေးရတယ်ကျွန်တော်အိမ်ဆိုဒီလိုဘူးအပြည့်မှာ free ကွာအဲ့လိုမျိုးယူလာရမှာတော့ကျန်တဲ့ဟာမျိုးလာနေစနွင်းပဲယူလာရမှာနဘူး3ဘူးလောက်ပိုင်ကိုကွာသင်္ကန်းနေ့လောက်စားရတယ်ဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်